ကဲအားလုံးပဲကျွန်တော်အခုလူပြောပြလိုက်တဲ့အတွက်အကုန်လုံးအံ့ဩသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်။နဲ့ကျွန်တော်အကုန်လုံးကို surprise တိုက်မယ်လို့ကျွန်တော်စိတ်ကူးထားတာပေါ့နော်။အခုဟိုဟာလည်းမပြီးသေးလို့ face ဟာလည်းမပြီးသေးလို့ကျွန်တော်ဒီနှစ်ကျွန်တော်သတင်းကြုံမှာကျွန်တော်အိမ်တော်ပြုပါတော့မယ်ကျွန်တော်နောက်လာထဲမှာကျွန်တော်အိမ်တော်ပြုပါမယ်ဒါအကုန်လုံးကိုဒါကျွန်တော်ပြောတာပါဟိုမိမယူတော့မယ်ပေါ့ဗျာပြောမယ်ဆိုရင်ကျွန်တော်ဖိတ်စာကတော့ပြီးသွားပါပြီကျွန်တော်ဘက်ကတော့အကုန်လုံးပြည့်စုံစီစဉ်ပြီးပါပြီကျွန်တော်မှာကျွန်တော်နာမည်ကျွန်တော်ရဲ့မိဘဆွေမျိုးတွေကျွန်တော်ရဲ့ဘွဲတွေကျွန်တော်အကုန်ရေးပြီးသွားပါပြီကျွန်တော်ဒီတို့သားပဲအချမ်းပေါ့နော်တို့သမီးပဲအချမ်းကတော့ဘယ်သူမှလည်းကျွန်တော်မသိဘူးဟိုဖိတ်စာပဲရိုက်ထားသေးလားလေအမှဘလန့်ဖြစ်နေသေးတယ်ဒါပါပဲဟိုလေအဲ့တော့ဟိုထိုက်တဲ့လူနာမရှိရင်တခါလေးလာပြီးတော့ပြောလို့ရပါကျွန်တော်ဘက်က ready ဖြစ်နေပါပြီစောင့်မဲ့နေရာတွေပါရောဟိုတယ်တွေပါကြအကုန်ရွေးပြီးသွားပြီနော်ဘက်ကလိုနေတာတို့သမီးရဲ့ဟိုလည်းဆိုကျွန်တော်လာပြီးတော့စည်ရင်ပေးလို့ရပါတယ်အဲ့ဒါလေးကျွန်တော်လမ်းပြီးတော့အားလုံး surprise လမ်းတိုက်လိုက်တာပါအကုန်ကျေးဇူးတင်ပါတယ်